ဗုဒ္ဓရဲ့တိမ်အကြောင်းပေါ့နော်တိမ်နေတဲ့မှာဆိုရင်ကျွန်တော်တို့တိမ်เนี่ยအမျိုးမျိုးရှိတယ်ရာယဟန်တန်ဃာတွေသမုတ်ထားတဲ့တိမ်ရှိမယ်အလိုလိုဖြစ်တဲ့တိမ်ဥဒကတိမ်တို့ဇတတရတို့ဇတတရတိမ်ပေါ့တိမ်မျိုးစားတွေအများကြီးရှိတယ်ဘုရားမြတ်စွာကအဲ့တိမ်ဆိုတဲ့အရာတစ်ခုဟာတိချပဲတိချကဘာတစ်ခုပေါ့တိချနေရဘာဖြစ်လို့တိမ်ကိုမြတ်စွာဘုရားကနေရာပေးခဲ့တယ်လဲဆိုရင်ယဟန်တန်ဃာတွေအလှလို့ဖို့ယဟန်တန်ဃာတွေဒီတိမ်မှာယဟန်ခံမှုပေါ့နော်ယဟန်ခံလို့ရနောက်ရှက်မရှိအောင်တကယ်တော့တိမ်ဆိုတဲ့အမျိုးကကျွန်တော်တို့ဗုဒ္ဓဘာသာမြင်နေတဲ့အဆောက်အဦတိမ်ဆိုတာတကယ်တော့အဲ့တိမ်မဟုတ်ဘူးအဲ့ဒါတင်တိမ်လို့ထင်မှားတယ်တိမ်ဆိုတဲ့သဘောတရားကကျွန်တော်တို့ရွာပြောဥပမာကျွန်တော်တို့ရဲ့မွေးရစာတွေဖြစ်တဲ့ရွာလဲဒါဟာတရွာလုံးကအသိမ်ဘုန်းကြီးတွေရန်တန်ကတွေမသမုတ်ထားဘူးဒါပေမဲ့သူ့လိုလိုသိမ်ဖြစ်နေတယ်နောက်ရေတယ်ဆိုတာလဲသိမ်ပဲအခုတာယာကုန်းဒီပျော်ပွဲဘက်မှာဖြစ်သွားတဲ့အရေးခင်းလေးပေါ့နော်ဒါကောင်းသလားလို့မကောင်းဘူးလားဒီလိုမျိုးကျွန်တော်ကောင်းတော့မကောင်းဘူးပေါ့နော်ဒါပေမဲ့လို့နမဲနဲ့စာကြီးတို့ပြစ်တင်တာတို့ဝေဖန်တာတို့တိတ်တဘာဝမကြောက်ဘူးတိတ်မကောင်းဘူးနော်အဲ့မှာဆိုရင်ဆရာတော်တစ်ပါးကဗီဒီယိုနဲ့ရိုက်ပြီးတော့မှဒီဟာကိစ္စကိုတင်လိုက်တာပေါ့တင်လိုက်တော့ပြဿနာမကြီးသေးမယ်ကြီးကုန်တော့ကြီးဒါပေမဲ့အဲ့ဒါရန်တန်ကဘက်ကလည်းမှားတယ်ဗျတကယ်လို့ဒါဒီနေရာမှာကျွန်တော်လည်းတန်တရာပုံမှာနေခဲ့တဲ့တူပဲသိတယ်နော်ဒီနေရာမှာဗီဒီယိုရိုက်တဲ့ရဟန်းတစ်ပါးကဗီဒီယိုလည်းမရိုက်နဲ့သူတို့အတွဲတွေချင်းတွေ့တဲ့ခါမှာချင်းတွေ့နေုံလေးတွေ့ုံလေးရည်သားတကပြောရုံဖြစ်ုံလေးစင်တော့ဒါကိစ္စကိုတွားပြီးတော့တားပေါ့နော်ဖျားဝန်တော့မလုပ်နဲ့တခြားနေတော့မေတ္တာခံအခုလိုကာမဆက်ဆံတဲ့ကိစ္စဖြစ်နေပြီဆိုရင်တော့သူကကာမဆက်ဆံတဲ့ပိုင်ရောက်လာပြီဆိုတော့အဲ့ဒါကိုတွားပြီးတော့ပြဿနာမရှာအဲ့လိုဖြစ်နေတယ်ဆိုကိုကခဏရှောင်ထွက်နေတယ်ရှောင်ထွက်နေပြီးတော့မှတကားတို့တကမတို့ဒီလိုတော့အဆင်မပြေဘူးမဖြစ်သင့်ဘူးအဲ့ဒါကိုသူတို့ပြီးလို့ထွက်လာတဲ့အချိန်မှာပြီးပြီးလေးလေးပြောပြီးတော့ဖြစ်ရှင်းရမယ်ပြဿနာပေါ့နော်ဒါရဟန်းတန်ဃာတွေမေတ္တာတရားပေါ့မေတ္တာတရားအားနဲ့ရဟန်းတန်ဃာလည်းအလကားပဲရဟန်းတန်ဃာတွေရဲ့စံနှုန်းဟာကိုချင်းသိက္ခာနဲ့မေတ္တာတရားပဲတရားတွေပေါ်မေတ္တာမထားနိုင်ဘူးဆိုရင်ဘုန်းကြီးကလည်းအလကားပဲအခုကဗီဒီယိုရိုက်ပြီးတော့ဆောက်ချက်ခွဲတယ်လို့ပဲတစ်ဖက်ကမားတယ်မှန်တယ်မှားတဲ့ပုံမှာကိုဗီဒီယိုရိုက်ပြီးတင်တယ်ဘုန်းကြီးဆောက်ချက်ခွဲဘာကောင်းလဲဆိုတော့တရားတွေတခုမှမကောင်းဘာကောင်းကျိုးရဘာကောင်းကျိုးမမြင်အဲ့လိုတိမ်ထဲမှာတာဟိုရဲဟိုတာပြူတာပြဿနာဖြစ်နေရင်မြန်မာတနိုင်ငံလုံးပြဿနာဖြစ်တယ်မြန်မာတနိုင်ငံလုံးကတိမ်ထဲမှာဟိုရဲဟိုတာပြူပြီးတော့ကလေးမွေးနေကြတာပဲလေဥပမာကျွန်တော်တို့ရွာသူ့လိုတိမ်ဖြစ်နေတယ်အဲ့တိမ်ထဲမှာနွားတွေရောခွေးတွေရောလူတွေရောတန်ဝါတာပြုတ်နေကြတာပဲဟိုရဲဟိုတာပြုတ်နေကြတာပဲအဲ့လိုပြုတ်ပြီးတော့ကလေးတွေမွေးနေကြအဲ့တိမ်ထဲမှာပဲကလေးမွေးအဲ့တိမ်ထဲမှာပဲဖြစ်အဲ့ပင်ထဲမှာဖြစ်ပြနေကြတာနောက်မြတ်စွာဘုရားလက်ထက်ကလည်းကျွန်တော်တို့ရာဇဂျိုတစ်မျိုးလုံးကိုတိမ်သမုတ်ထားတာအဲ့တိမ်ထဲမှာပဲကလေးမွေးလိုက်တားဖွားလိုက်နဲ့ဒီလိုပဲလူတွေရောခွေးတွေရောတော်ဘာတွေနေကြတာတိမ်ထဲမှာဒီလိုမြတ်တနိုးထားတဲ့နေရာလှုပ်ဖို့ကျွန်တော်ပြောတာတော့မဟုတ်မလှုပ်စင်နဲ့အခုလိုဒီပျော်ပွဲမှာဖြစ်တဲ့တိမ်မျိုးမလှုပ်စင်နဲ့ဒါပေမဲ့လှုပ်နေတဲ့အချိန်မှာသွားပြီးတော့ဘုန်းကြီးရတာအလိုက်ကန်းစိုးမသိတာလည်းပါတယ်ကိုယ့်ရဲ့ဥပဒေကျင့်ဝတ်ကိုနားမလည်ရလည်းပါတယ်တကယ်လို့ဒီဟာကဥမာထားပါတော့ဗီဒီယိုရိုက်လိုက်လို့ပြဿနာတက်သွားတယ်ထောင်ကျသွားရဲ့စဉ်ဒီဘုန်းကြီးရဲ့ပြောကပါရာဇိကအထိပါဆုံးဖြတ်လို့ရတယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တာသနာမှာပေါ့မေတ္တာကိုရှိထားပြီးတော့မှဆောင်ရွက်တင်တယ်အကျဉ်းနာကရုဏာတွေပေါ့နော်နောက်ပြီးတော့ဒီဟာငါလှုပ်လိုက်မယ်ဒီဟာငါတစ်ခုခုလှုပ်လိုက်မယ်ဆုံးဖြတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်နိုင်လဲဘယ်လိုကြိုးကြောင်းတွေဖြစ်နိုင်လဲဆိုတာကိုလည်းစဉ်းစားသိချင်ဒါကြောင့်လောကမှာအကျဉ်းနာတရားရှိုံလည်းမရဘူးပညာရှိဖို့လည်းလိုတယ်ဒါကြောင့်မို့
မြတ်စွာဘုရားရဲ့ကရုဏာတော်နဲ့မြတ်စွာဘုရားရဲ့တပ်ပိညုတဉာဏ်ပေါင်းစပ်ထားတာဒီအကျဉ်းနာနဲ့ပညာကိုပေါင်းစပ်ထားတာဖြစ်တယ်။ဒါကြောင့်မို့လက်ရှိဖြစ်သွားတဲ့ပြဿနာရဲ့မှာဟိုတိမ်ထဲမှာလို့ဖြစ်တာမတက်တော့ဘူးလို့ဒီလိုတိမ်လေးညောင်မြင်ပြီးတော့ပြဿနာတွေဒီတဲ့ကြီးသွားတာကအရန်အနေများတယ်ပေါ့နော်။ဒီလူနေရာမှာကျွန်တော်စနေအဲ့ဘုန်းကြီးတတ်မိမှာဗျ။ဒါမှနိုင်ပြောတာကိုယ်ဆောက်ချက်ခွဲတဲ့လူဖြစ်ရတယ်ဒါခွေးတွေဆိုတာလေကျွန်တော်တို့ကြောင်ပိတ်ရရင်ပြန်ကြိုက်တယ်မှားမှန်နော်ပြန်ကြိုက်တယ်အဲ့မှာအသက်အန္တရာယ်ရှိတယ်အဲကြောင့်ဖုန်းကြီးဖြစ်ပြီးရဟန်းတန်ခါဖြစ်ပြီးဆိုလုံးဝအကျုံမြင့်ဖို့လိုတယ်လူတွေတက်ကိုအကျုံမြင့်ဖို့လိုတယ်ကိုဖြည့်ရှင်းမဲ့ပြဿနာရကိုပိပိပပနနာဖြစ်အောင်ဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုအမတန်အုံနောက်ကြီးတဲ့အမတန် brain ကောင်းတဲ့မြတ်စွာဘုရားရဲ့သားတော်ဖြစ်နေတဲ့တူတွေက brain အမတန်ကောင်းတဲ့မြတ်စွာဘုရားရဲ့သားတော်တွေဖြစ်နေတဲ့လူတွေကအိုက်ကျူတော့ပုံမှန်ထည့်ကိုမြင့်တယ်အဲမှာခုလိုဗီဒီယိုရိုက်ဖုန်းလေးနဲ့ရိုက်တော့ပြဿနာတွေကြီးတယ်မေးတယ်ရှိတာပေါ့တိမ်ထဲမှာဟိုရဲဟိုတာပြီးတော့ဘာဖြစ်လဲဘာဖြစ်ပါဘာဖြစ်လဲဘာမဖြစ်ဘူးလောက်ဖို့ပြောတာမဟုတ်ဘူးဘာမှမဖြစ်ဘူးဆိုပြနောက်ပြီးတော့ဒါကိုကျွန်တော်ပြလေးလေးခေါ်ပြီးတော့မလို့အစင်ဒီလိုမလုပ်သင့်ဘူးဘာညာနဲ့မေတ္တာတရားနဲ့ပြောပြလမ်းညွှန်လိုက်ဒီတရားတွေဒီပုဂ္ဂိုလ်တွေဘလောက်မြတ်စွာဘုရားရဲ့သားတော်တွေကိုချစ်လိုက်ဒါကြောင့်မြတ်စွာဘုရားရဲ့သာသနာမှာနေတယ်ဆိုရင်သင်္ကန်းဝတ်ရုံနဲ့မရဘူးပရိနိပရိယေတွေဟိုဓမ္မစရိယတွေစတင်တယ်လို့ပဲနီးပေါင်း40တို့ကြည်ပုံကြည်နီးတွေကာကောလောကနာနီးတွေအကုန်လုံးကိုလေ့လာတယ်ကြည်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဂမှုရှုကရနေလျှောက်လို့နေမယ်ဆိုတော့မြတ်စွာဘုရားရဲ့သာသနာကောင်းနေပါလေလမ်းညွန်ကောင်းနေပါလေနဲ့တရားဝါတွေရဲ့ချစ်ချင်းကိုမရမယ်နဲ့တရားဝါတွေရဲ့စောင့်မဲ့ကပ်မှုတွေရလာမယ်နောက်ပြီးတော့ဘုန်းကြီးတွေကိုလည်းဒီကမှာမားတာလို့တိမ်မလို့ဖြစ်ပေမဲ့လို့ဒီဘုန်းကြီးလူရဲ့ကိုထောက်ခံတယ်မှကျွန်တော်မပါဘူးဟိုကောင်လေးနဲ့ကောင်မလေးနဲ့ဖြစ်ပြနေကြတဲ့သဘောတဘာဝကိုဒါကျွန်တော်တို့ကဖုန်းထဲမှာကြည့်လိုက်ရလို့ဒါသိလိုက်တာလေတကယ်လို့ဒါသူကမရိုက်ပဲဖြည်းဖြည်းလေးလေးဒီတာဝန်တာပြုတဲ့ကိစ္စကိုဖြည့်ရှင်းသွားတယ်လို့စာလေးနဲ့ရေးပြီးတော့ဟာချစ်စရာကောင်းလိုက်တာဒီရန်တန်ကဟာလိုလာမှာပေါ့နော်ဒါကြောင့်မို့တိမ်ထဲမှာလောက်တာမလောက်တာကလည်းပြဿနာမဟုတ်ပါဘူးဖြည့်ရှင်းပုံဖြည့်ရှင်းနေမတတ်ရင်ပြဿနာတွေကပိုရှုပ်ထွေးတယ်ဆိုတော့ကျွန်တော်မြင်လေးပြောပြချင်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အမတန်ဉာဏ်ကြီးမားတဲ့မြတ်စွာဘုရားရဲ့သာသနာမှာနေရင်ဉာဏ်ကြီးတဲ့တပိတာဝါကတွေဖြစ်ဖို့အများကြီးလိုရတယ်ဆိုတော့ကျွန်တော်မစစ်ပေးခြင်းနဲ့နောက်ပြီးတော့ထေရဝါဒဗုဒ္ဓဘာသာလူမျိုးတွေလည်းပဲဖရာတို့ဇီရီတို့ကျောင်းဝန်းတို့မှာတော့ဒါတွေကိုတော့မလုပ်သင့်ဘူးမလုပ်စေချင်ဘူးလို့ပဲမြစ်တာခက်